ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီဇိုင်း Story Animation Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့အတွက်ဇလန်းလေးကတော့တုတ်တန်ဟောင်းတွေကသွေးပြတ်ဖွယ်ကလစားချေမှုနဲ့ခြောက်ချားဖွယ်ကောင်းပြီးလူသူကင်းမဲနေတဲ့လမ်းကြောင်းလေးတစ်ခုရဲ့အမှောင်ထုထဲမှာမိန်းကလေးတစ်ယောက်ဟာအသက်လှူပြီးပြေးလွှားနေပါတယ်သူမရဲ့နောက်ကနေလူမိုက်နှစ်ယောက်ကအတင်းအဓမ္မဖမ်းဆီးဖို့ထက်ချက်မကွာလိုက်လာနေတာပါသူမဟာလူသူမရှိတဲ့အဆောက်အိုကြီးတစ်ခုစီကိုရောက်သွားပြီးအဲ့ဒီနေရာကတင်းတင်းကြပ်ကြပ်ပိတ်ထားတာကိုတွေ့လိုက်ရပါတယ်သူမဟာနောက်ကနေလိုက်လာတဲ့စိုက်ကယ်တန်ကိုကြားလိုက်ရတာကြောင့်အောက်ဘက်ကနေရန်အပေါက်လေးတစ်ခုကနေအဆောက်ဦးထဲကိုအမြန်တိုးဝင်ပြီးပုံလိုက်ပါတယ်ဟဲ့ကောင်အဲ့ဒီကောင်မလေးဘယ်ပြောက်သွားတာလဲလူမိုက်ညီကိုနှစ်ယောက်ဟာအဆောက်ဦးအရှိမစိုက်ကယ်ကိုရပ်လိုက်ကြပြီးဒီနေရာကတော့နမဲကျော်ပြီးလူပြောများလာတဲ့တုတ်တန်ပြည်စရာယုံအဟောင်းပါပဲဒီနေရာရဲ့ခြောက်လန့်မှုအရှိန်အဝါကြောင့်ဘသူမှဒီနားကိုမကတ်ရဲကြပါဘူးသူဒီထဲကိုဝင်သွားတာငါဝိုတိုဝါတာနဲ့မြင်လိုက်ရတယ်လို့အကိုဖြစ်သူတို့ကပြောပါတယ်ဒါပေမဲ့ညီဖြစ်သူဘောင်းကတော့တကယ်ကြီးလားကိုကျွန်တော်တော့မဝင်ရဲဘူးဗျာလို့တုံတုံရင်ရင်နဲ့ပြန်ပြောလိုက်ပါတယ်သူကငါတို့မျက်နှာကိုမြင်သွားပြီကွမင်းကသူ့ကိုရဲသွားတိုင်ခွင့်ပေးမလို့လားလာစမ်းပါဒီလူမိုက်နှစ်ယောက်ဟာလမ်းသွားလမ်းလာတွေကိုလိုရက်ပြီးမိန်းကလေးတွေကိုဖမ်းဆီးကမကောင်းတာလုံးလေးရှိတဲ့သူတွေပါဒီညမှာတော့ဖင်းဆိုတဲ့မိန်းကလေးဟာသူတို့ရဲ့တားကောင်ဖြစ်သွားပေမဲ့သူမကရုန်းကန်ပြီးထွက်ပြေးလွှတ်မြောက်နေတာပဲဖြစ်ပါတယ်လူမိုက်နှစ်ယောက်အထဲကိုခိုးဝင်လိုက်တဲ့အခါမှာတော့ပျက်စီးယိုယွင်းနေတဲ့အဆောက်အဦအစိတ်အပိုင်းတွေဟောင်းနှွမ်းနေတဲ့အဝယ်အစားတွေနဲ့ကရော်ပွဲအဟောင်းတွေကိုဟိုတစားဒီစားပြန်ကျဲနေတာကိုတွေးလိုက်ရပါတယ်။တစ်ဖက်မှာလည်းဖင်ဟာဘယ်နေရာကိုရောက်နေမှန်းမသိပဲအမောင်တော်လေးတစ်ခုမှတုံနေအောင်ကြောက်လန့်နေပါတယ်။တစုံတစ်ယောက်လမ်းလျှောက်လာတဲ့အတန်နဲ့ဓမီရောင်ကိုမြင်လိုက်တဲ့အခါသူမဟာပိုပြီးကြောက်လန့်သွားပါတယ်။သူမဟာလောက်အုပ်ချီပြီးဒီလူဆိုးတွေလက်ကနေလွှတ်မြောက်ဖို့ဖျားစာတွေရွတ်ဖက်ပြီးဆူတောင်းနေရှာပါတယ်။လူမိုက်နှစ်ယောက်ဟာအရင်တော့ကမိန်းကလေးတွေစီတန်းထိုင်ခဲ့မှုတဲ့မှန်အိမ်ခန်းကြီးအရှိကိုရောက်လာပါတယ်။ဘောင်းကဓမီနဲ့လှမ်းထိုးလိုက်တဲ့အခါလူတယောက်ရဲ့ဖြူဖြောနေတဲ့ခြေထောက်ကိုမြင်လိုက်ရလို့ထိတ်လန့်သွားပါတယ်။သူဓမီကိုအပေါ်ဘက်တဖြည်းဖြည်းမြင့်တင်လိုက်တဲ့အခါအနီအောင်စက်ကပ်ကိုမြင်လိုက်ရပြီးခေါင်းငိုက်စိုက်ချထားတဲ့အမျိုးသမီးတယောက်ကိုတွေ့လိုက်ရပါတယ်။ချက်ချင်းဆိုသလိုမှန်အိမ်ခန်းထဲမှာအမျိုးသမီးဝိညာဉ်တွေတယောက်ပြီးတယောက်ပေါ်လာပြီးဘောင်းကိုစိုက်ကြည့်နေကြပါတယ်။အကိုဘာဖြစ်နေတာလဲမင်းကတို့ကလှည့်ကြည့်လိုက်တဲ့အခါဘောင်ကကြောက်လန့်နေပြီးတုံရင်နေတာကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့တို့ကပိုင်ခန်းဘက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့ဘာမှရှိမနေပါဘူး။ဘောင်ငါပြောတာကြားလားကျွန်တော်တရေတွေအများကြီးမြင်လိုက်ရတယ်။ဘာတွေလျှောက်ပြောနေရလဲ။တရေတာတကယ်ရှိရင်တို့လူပြန်ဖြစ်ကုန်တာကြားလာပြီ။ဟောဒီမှာကြည်စမ်းဘာမှမရှိဘူး။တို့ကမကြောက်မရွံ့ပဲဓမီနဲ့ထပ်မံပြတာလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲမိန်းကလေးတယောက်ရဲ့စူစူဝါဝါအော်တန်ကိုကြားလိုက်ရပြီးသူတို့ရဲ့တားကောင်နဲ့ဆင်တူတဲ့မိန်းကလေးတယောက်ပြေးဝင်သွားတာကိုတွေ့လိုက်ရပါတယ်။သူတို့နှစ်ယောက်ဟာတယောက်မျက်နှာတယောက်ကြည့်ပြီးချက်ချင်းသူ့ရဲ့အနောက်ကိုလိုက်သွားပါတယ်။အဲ့ဒီလျှောက်လန်းရဲ့ဘေးဘက်ညာမှာတော့အခန်းငယ်လေးတွေအများကြီးရှိပါတယ်။အဲ့ဒီအခန်းတွေကတော့အရင်တုန်းကအမျိုးသမီးတွေနှိမ့်ဆက်တပ်ဖြတ်ခံခဲ့ရတဲ့နေရာတန်ချီချင်းခတ်ပြီးအချင်းကြားခံရတဲ့နေရာလို့သတင်းထွက်နေတဲ့နေရာပါ။သူတို့နှစ်ယောက်ဟာအခန်းတွေကိုတစ်ခန်းပြီးတစ်ခန်းလိုက်စေကြပါတယ်။အချို့အခန်းတွေထဲမှာဂရင်အဟောင်းတွေရှိနေသေးပါ။သူတို့လျှောက်သွားတဲ့ခြေလမ်းတိုင်းမှာရလုံးပေါင်းများစွာကဝိုင်းကြည့်နေတယ်လို့ခန်းစားနေရပါတယ်။အလဲခန်းသားကိုရောက်တဲ့အခါမှာတော့လက်ထဲကတံပီကတစ်ဖြက်ဖြက်ဖြစ်လာပြီးငိမ့်သွားပါတယ်။ဘာဖြစ်တာလဲ။အခုနာတင်ကောင်းနေတာကိုအဲ့ဒီအချိန်မှာပဲညီညူတန်တွေကြားလိုက်ရတာကြောင့်ဘယ်ဘက်ကအနှဲငယ်ဟနေတဲ့တကားကြားကနေချောင်းကြည့်လိုက်ပါတယ်။မင်းသွားကြည့်စမ်း။ဟာမသွားရဲပါဘူးကိုကျွန်တော်ကြောက်တယ်။မင်းကရဲဖမ်းမှထားတရေကိုပိုကြောက်နေတာလား။တို့ကအမိတ်ပေးလိုက်တာကြောင့်ဘောင်းဟာမဝင်မရဲနဲ့အခန်းထဲကိုဝင်သွားပါတယ်။အမောင်ထုထဲမှာသူလိုက်ကြည့်နေတဲ့အခါအခန်းထောက်မှာအမျိုးသမီးတယောက်ပုံစံအမဲရောင်ရိပ်တစ်ခုကငိုရှိုင်းနေတာကိုတွေ့လိုက်ရပါတယ်။အပြင်မှာစောင့်နေတဲ့ဒိုးဟာဘောင်းပြန်မထွက်လာတာကြောင့်လမ်းဆုံးအထိပြေးသွားလိုက်ပါတယ်။သူနောက်ပြန်လှည့်ကြည့်လိုက်တဲ့အခါဘောင်းဟာအခန်းထဲကိုတစုံတစ်ယောက်ရဲ့ဆွဲခေါ်သွားခြင်းခံလိုက်ရတာကိုမြင်လိုက်ရပါတယ်။စူးရှားတဲ့အော်လန်ကြီးကြောင့်ဖင်ဟာလန်နိုးသွားပါတယ်။သူမခေါင်းမော့ကြည့်လိုက်တဲ့အခါအနီရောင်ဝစ်စုံနဲ့အမျိုးသမီးတယောက်ကသူမကိုစိုက်ကြည့်နေတာကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့အဲ့ဒီအမျိုးသမီးကထွက်ပေါက်ဘက်ကိုလက်ညှိုးထိုးပြပြီးသူမကိုအမြန်ဆုံးဒီနေရာကနေထွက်ပြေးဖို့ပြောနေတယ်လို့ပါပဲ။အဲ့ဒီအချိန်မှာတော့တရေပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်ဖင်ဟာလောက်အုပ်ချီပြီးကျေးဇူးတင်စကားပြောကအမြန်ဆုံးထွက်ပြေးခဲ့ပါတယ်။တို့ဟာလည်းကြောက်လန့်တကြားနဲ့ထွက်ပြေးလာရင်ဖင်နဲ့လမ်းမှာပတ်ပင်တိုးပါတယ်။သူဟာဖင်ကိုမိသွားပြီးအမှုမှန်တွေပျောက်ကွယ်သွားအောင်သူမကိုလဲပင်ညှစ်ပြီးတတ်ဖို့ကြိုးစားပါတယ်။ဖင်ဟာအစွမ်းကုန်ရုန်းကန်ပေမဲ့မလွှတ်နိုင်တော့ပါဘူး။သူမဟာအသက်ရှူရခက်ခဲလာပြီးမျက်ရည်တွေပါစီးကျလာပါတယ်။
အဲ့ဒီအချိန်မှာပဲရဲကအုံဩတန်တွေကိုကြားလိုက်ရတာကြောင့်ဒိုဟာလန့်သွားပြီးဖင်ကိုချက်ချင်းလှော်ပေးလိုက်ပါတယ်ရဲကမီးအောင်ကိုမြင်လိုက်ရတဲ့အခါသူဟာတတိလှလို့ဖြစ်သွားပြီးသူ့ညီဘောင်းကိုရှာဖို့ပြန်ပြေးလာပါတယ်လမ်းလေမှာဘောင်းဟာမျက်လုံးအပြူသားပါးစပ်အဟောင်းသားနဲ့ခန္ဓာကိုယ်ကြီးတောက်တင်ပြီးတေဆုံးနေတာကိုတွေ့လိုက်ရပါတယ်ဘောင်းထဆန်ဒိုးကသူ့ညီကိုလှုပ်နှိုးပြီးနှာခေါင်းသားလက်ကပ်ကြည့်လိုက်တဲ့အခါအသက်မရှိတော့တာကိုသိလိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲလေချောင်းထဲကနေထွက်လာတဲ့ရည်တန်းလိုအတန်တွေကြောင့်သူကြက်တီးထသွားပါတယ်သူမှောကြည့်လိုက်တဲ့အခါအခန်းတိုင်ရဲ့တကားကြားကနေအမျိုးသမီးတွေခေါင်းပြူးပြီးကြည့်နေတာကိုတွေ့လိုက်ရပါတယ်သူတို့ဟာဒိုးကိုဝိုင်းရံလာပြီးကြောက်စရာကောင်းတဲ့ရည်တန်းတွေနဲ့ခြောက်လှန့်ကြပါတယ်ဒိုးဟာကြောက်လွန်းလို့ယူသွတ်မတက်ဖြစ်သွားပါတယ်တစ်ဖက်မှာတော့ဖင်ကိုရဲတွေကကိုညီနိုင်ခဲ့ပါတယ်ရွာသားတွေကအော်တန်ကြားလို့ရဲကိုဖုန်းဆက်တိုင်ကြားပေးခဲ့တာပါသူမကဖြစ်ပျက်ခဲ့သမျှကိုရဲတွေကိုအကုန်ပြောပြခဲ့ပါတယ်ရဲတွေကလူစိုးကိုလိုက်ရှာတဲ့အခါဒိုရဲ့အော်တန်ကိုကြားလို့အထဲကိုဝင်သွားကြပါတယ်အဲ့ဒီမှာဒိုဟာကြောက်လန့်တကြားနဲ့ငိုယိုပြီးတုံရင်နေတာကိုတွေ့ရတာကြောင့်ရဲတွေကသူ့ကိုဖမ်းဆီးလိုက်ပြီးဘောင်းရဲ့အလောင်းကိုလည်းတဲထုတ်သွားကြပါတယ်ဖင်ဟာဒီအဆောက်ဦးကြီးကိုနောက်ဆုံးအချိန်ပြန်ကြည့်ပြီးသူမကိုကိုညီပေးခဲ့တဲ့ဝိညာဉ်အားလုံးကိုလက်အုပ်ချီကျေးဇူးတင်လိုက်ပါတယ်သူတို့သာကိုညီချင်းမရှိရင်သူမရဲ့အသက်ဟာဘာဖြစ်သွားမလဲဆိုတာမတွေးရဲစရာပါပဲဒီဇလန်းကတော့ထိုင်းနိုင်ငံကနာမည်ကြီးလာတဲ့တုတ်တန်ပြည်တစားယုံအကြောင်းဖျက်မှန်ကိုအခြေခံပြီးဖျော်ဖြေရေးအတွက်ပြန်လည်တင်ဆက်ထားတာဖြစ်ပါတယ်အားလုံးနှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီနေ့တော့ဇလန်းလေးကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလည်းနေ့စဉ်ဗီဒီယိုတင်ဆက်ပေးနေမှာမို့လို့ကျွန်တော်တို့ရဲ့ KZI Story Animation Channel ကို Subscribe လုပ်ပြီးစောင့်မျှော်ကြည့်ရှုအားပေးနိုင်ပါတယ်